Mr. Jones ရဲ့ channel မှာ Lucky လို့အမည်ရတဲ့ဝက်ကလေးတစ်ကောင်နေထိုင်ပါတယ်။သူဟာအဲ့ဒီ channel မှာစာရေးစာဖတ်တတ်တဲ့စာတက်ပေတက်အနည်းငယ်မျှသောတိရစ္ဆာန်တွေထဲကတစ်ကောင်ဖြစ်ပါတယ်။ခေါင်းဆောင်အဖြစ်တာဝန်ယူပြီးတိရစ္ဆာန်တွေ channel မှာရှင်သန်နိုင်အောင်ကူညီပေးတဲ့ Snowball ဆိုတဲ့ဝက်ကြီးကြောင့်သူစာတက်မြောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မနက်ခင်းတစ်ခုမှာတော့သူတို့အားလုံးကုန်ကားတစ်စီးပေါ်ခေါ်ဆောင်ခြင်းခံလိုက်ရပါတယ်။အရွယ်ရောက်ပြီးပုံကန်လိုစိတ်ရှိတဲ့နပိုလီယန်ဆိုတဲ့ဝက်ကြီးကတိရစ္ဆာန်တွေအပန်းဖြေခီးထွက်ရတာလို့ထင်နေပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့ကုန်ကားမှာသားသက်ယုံလို့ရေးထားတာကို Snowball တွေ့ရှိသွားပါတယ်။ Mr. Jones ဟာချန်ပေါင်နှံထားတဲ့ကြွေးကြံတွေမဆက်နိုင်တာကြောင့်ဘန်ကတိရစ္ဆာန်တွေကိုလာရောက်သိမ်းဆည်းခိုင်းတာဖြစ်ကြောင်းပေါ်ပေါက်သွားခဲ့ပါတယ်။ကြွေးကြံတွေဆက်ဖို့အတွက်သူတို့ရဲ့မွေးမြူရေးတိရစ္ဆာန်အားလုံးကိုတနာညာတာမှုမရှိဘဲတုတ်တင်ရှင်းလင်းဖို့ကြံစီနေတဲ့ပကင်တန်ဆိုတဲ့ပုဂ္ဂလိကကုမ္ပဏီထံလွှဲပြောင်းပေးရတော့မှာဖြစ်ပါတယ်။ဒါကိုသိသွားတဲ့အခါတိရစ္ဆာန်တွေစိတ်တက်ကြသွားကြပေမဲ့ Snowball ကဒီအခြေအနေကိုအတူတကွရုံထွက်နိုင်တာမို့အားလုံးစိတ်အေးထားကြဖို့ပြောကြားလိုက်ပါတယ်။ဒီနောက်မှာတော့ဝက်ကြီးကတော်လန်ရေးစတင်ရမယ့်အချိန်ရောက်ပြီလို့ပြောကြားပြီးတိရစ္ဆာန်တွေအညီအညွတ်ပူးပေါင်းကကုန်ကားတကားကိုဖွင့်ပြီးတိုက်ခိုက်လိုက်ကြပါတယ်။ပကင်တန်အဆောင်တွေတားဆီးဖို့စ조사ပေမဲ့တိရစ္ဆာန်တွေဟာ Mr. Jones အပါအဝင်လူအားလုံးကို channel ကနေမောင်းထုတ်လိုက်ကြပါတယ်။ခုတော့လွတ်လပ်သွားပြီဖြစ်လို့ဒီနေ့ကစပြီးဒီချန်ဟာတိရစ္ဆာန်တွေပိုင်ဆိုင်ကြောင်းနဲ့လူတွေကိုဘယ်တော့မှနောက်ထပ်နာခံစရာမလိုတော့ကြောင်း Snowball ကကြေညာလိုက်ပါတယ်။နောက်တော့အဖွဲ့သားတွေဟာ Mr. Jones ရဲ့အိမ်ထဲကိုသွားကြပေမဲ့အရက်ပလင်းတွေနဲ့ပေါင်နှံကြောင်းအကြောင်းကြားစာတွေပြန့်ကျဲနေတဲ့ရှုပ်ပွားနေတဲ့အိမ်ကိုပဲတွေ့ကြရပါတယ်။လူတွေဟာစံနမူနာကောင်းမပြနိုင်တာကိုတွေ့ရတဲ့အတွက်တိရစ္ဆာန်တွေဒီလိုလမ်းစဉ်အတိုင်းမလိုက်မိစေဖို့ Snowball က channel မှာစီကံချက်တွေသတ်မှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ Lucky ဟာဓာတ်ဆီတိုင်ကီပေါ်မှာဥပဒေအသစ်တွေကိုစတင်ရေးသားပါတော့တယ်။ပထမဆုံးဥပဒေကတော့ခြေနှချောင်းနဲ့လမ်းလျှောက်တဲ့တရဝါတွေကိုမယုံကြည်ဖို့သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ဒါအပြင်တိရစ္ဆာန်တွေဟာလူတွေရဲ့အဝတ်အစားကိုမဝတ်ရ၊သူတို့ရဲ့ကတင်ပေါ်မှာမအိပ်ရ၊သို့မဟုတ်သူတို့ရဲ့တောက်စရာတွေကိုမတောက်ရပါ။နောက်ဆုံးအနေနဲ့တိရစ္ဆာန်တွေဟာတကောင်နဲ့တကောင်တိုက်ခိုက်ခွင့်မရှိပါဘူး။ဒီ channel မှာခွဲခြားဆက်ဆံမှုမရှိဘဲအားလုံးတန်းတူညီမျှဖြစ်ပါတယ်။အုပ်စုလိုက်တိရစ္ဆာန်တွေကစီကံအသစ်တွေကိုလက်ခုပ်တီးထောက်ခံကြပြီးနောက်ရက်တွေမှာတော့တိရစ္ဆာန်တွေနဲ့သူတို့ရဲ့သားသမီးတွေဟာ channel မှာကြိုးစားစတင်အလုပ်လုပ်ကြပါတယ်။ဘေးမှာလူတွေမရှိတော့ရင်တောင်တိရစ္ဆာန်တွေဟာမိမိဘာသာပြုစုဆောင်ရှောက်နိုင်ကြပြီးတီးနှံစိုက်ပျိုးတာနိုးညစ်တာနဲ့ရေခတ်တာတွေကိုသူတို့ဘာသာသင်ယူနိုင်ခဲ့ကြပါတယ်။ဒါအပြင်သူတို့ရဲ့လှုပ်အားခင်းတီးနှံအားလုံးကိုနေ့စဉ်အလုပ်တွေမှာကူညီပေးခဲ့တဲ့နပိုလီယန်အပါအဝင်အားလုံးတန်းတူခွဲဝေယူကြရပါတယ်။ channel ကနေ့စဉ်ဘဝဟာအေဂျင့်စွာဆက်လက်လဲပတ်နေပေမဲ့တကယ်တော့မိုးစီးလို့အမည်ရတဲ့ drone တစ်ခုကအတွင်းမှာဖြစ်ပျက်သမျှအရာအားလုံးကိုတန်းတိတ်ချောင်းမြောင်းကြည့်ရှုနေတာဖြစ်ပါတယ်။ဒီနောက်မှာတော့ပကင်တန်ရဲ့ပိုင်ရှင် Frida ထံသတင်းပို့လိုက်ပြီး Frida ဟာနီးမျိုးစုံနဲ့ဒီချန်ကိုတိရစ္ဆာန်တွေလက်ထဲကနေရယူဖို့စီစဉ်နေတာဖြစ်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ Lucky ဟာနွားနို့စတင်ညှစ်တော့မယ့်အချိန်မှာနပိုလီယန်ကလျှို့ဝှက်ချက်တစ်ခုပြောပြဖို့သူ့ကိုခေါ်လိုက်ပါတယ်။ဒီနောက်ပိုင်ရှင်တွေစွန့်ပစ်လိုက်တာကြောင့်ဒီချန်မှာခိုလုံခွင့်လာတောင်းတဲ့ကင်းဆောင်ခွေအုပ်စုနဲ့မိတ်ဆက်ပေးပါတယ်။ခြေလေးချောင်းနဲ့လမ်းလျှောက်တဲ့တိရစ္ဆာန်တွေဖြစ်တာကြောင့်ဥပဒေအရသူတို့ကိုလည်း channel မှာကြိုဆိုတင်တယ်လို့နပိုလီယန်ကပြောပါတယ်။ Lucky ကသဘောတူပြီးအလုပ်သွားလုပ်ပေမဲ့မသွားခင်မှာပဲဝက်ကြီးကညှစ်ထားတဲ့နို့လက်ကြံပုံတစ်ပုံကိုဝက်ကလေးအတွက်လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ထွက်ရှိသမျှထုတ်ကုန်အားလုံးကိုတန်းတူခွဲဝေရမှာဖြစ်တာကြောင့် Lucky ကပထမတော့ငင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတိရစ္ဆာန်တွေဟာမိမိဘာသာဆုံးဖြတ်ခွင့်ရပြီဖြစ်လို့နပိုလီယန်ကအတင်းပေးလိုက်ပါတယ်။ဝက်ကလေးကလက်ခံလိုက်ပေမဲ့ဒီနိုဘုံကိုသူ့ရဲ့အကောင်ဆုံးတငယ်ချင်းဖြစ်တဲ့မြင်းကြီးဘောက်စာထံကြိုးစားအလုပ်လုပ်တဲ့အတွက်စုအဖြစ်ယူဆောင်သွားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဘောက်စာကခြံရဲ့ဥပဒေတွေကိုတစ္ဆာရှိစွာလိုက်နာတာကြောင့်ငင်းဆန်ခဲ့ပြီးနို့ကိုအားလုံးကြားမှာမျှဝေရမယ်လို့ပြောလိုက်ပါတယ်။ Lucky ဟာလွတ်လပ်မှုနဲ့တာဝန်ဝတ္တရားကြားမှာပြားများသွားပေမဲ့နောက်ဆုံးမှာတော့တငယ်ချင်းရဲ့အကြံပေးချက်ကိုလိုက်နာပြီးနို့ဘုံကိုchannel ကခွေးကလေးတွေတောက်ဖို့ခြံထားခဲ့လိုက်ပါတယ်။ရက်တွေကုန်လွန်သွားပြီးမပြီးဆုံးနိုင်တဲ့ခြံလုပ်ငန်းတွေကြောင့်တိရစ္ဆာန်တွေဟာပိုမိုပင်ပန်းနွမ်းနယ်လာကြပါတယ်။ Lucky ကဒီအကြောင်းကို Snowball ကိုပြောပြခဲ့ရာ Snowball ဟာလူတွေရဲ့အလေးထားတွေနဲ့ဝေးနေခြင်းပေမဲ့အလုပ်ကိုပိုမိုထိရောက်စေဖို့လျှက်စစ်တပ်အားလိုအပ်မယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဒီနောက် Snowball ကရေအားလျှက်စစ်စက်ရုံဆောက်လုပ်ဖို့စဉ်းစားပေမဲ့ channel ကမြည်သည့်ပြောင်းလဲမှုကိုမဆိုအားလုံးကမဲပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့တိရစ္ဆာန်အားလုံးကဒီကြံဉာဏ်ကိုထောက်ခံဖို့လုံလောက်စွာမလိမ္မာတာကြောင့်စက်ရုံဆောက်လုပ်ရေးကိုလျှို့ဝှက်ထားဖို့ဝက်ကြီးက Lucky ကိုတောင်းဆိုလိုက်ပါတယ်။ဝက်ကလေးဟာနောက်တစ်ကြိမ်အကျက်ရိုက်သွားရပြန်ပေမဲ့သူ့ကောင်းဆောင်ကိုယုံကြည်တာကြောင့်ကူညီပေးမယ်လို့ကတိပေးလိုက်ပါတယ်။စက်ရုံအစိပ်ပိုင်းအစင်သင့်ဖြစ်တာနဲ့ဘောက်စာနဲ့ Lucky တို့က channel ကိုတည်ဆောင်သွားကြပေမဲ့လမ်းမှာနပိုလီယန်နဲ့တွေ့ပြီးဘာဖြစ်နေတာလဲလို့မေးမြန်းခြင်းခံရပါတယ်။ Lucky ကဖုံးကွယ်ဖို့စ조사ပေမဲ့ Snowball ဟာလျှို့ဝှက်ဆောင်ရွက်နေတာကိုဝက်ကြီးကချက်ချင်းသဘောပေါက်သွားပြီးတိရစ္ဆာန်အားလုံးကိုအရေးပေါ်အစည်းအဝေးခေါ်ယူလိုက်ပါတယ်။အားလုံးကောက်ရိုးယုံမှာစုဝေးနေချိန်မှာနပိုလီယန်ကတိရစ္ဆာန်တွေရဲ့မဲဆန္ဒမပါဘဲရေအားစက်ရုံဆောက်လုပ်ပြီး Snowball ဟာဥပဒေကိုမနာခံဘူးလို့ဆွဆွဲလိုက်ပါတယ်။ Snowball ကရှင်းပြဖို့စ조사ပေမဲ့အားလုံးရဲ့ဖိအားပေးမှုကိုရင်ဆိုင်ရတဲ့အခါတိရစ္ဆာန်တွေဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုနားလည်နိုင်ကြမှာမဟုတ်တာကြောင့်လျှို့ဝှက်ဆောင်ရွက်ခဲ့တာပါလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့နပိုလီယန်က Snowball ဟာဥပဒေရဲ့အထက်မှာနေကျင်နေတာမို့ဒီချန်ရဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ဖို့မသင့်တော်တော့ဘူးလို့အုပ်စုကိုစည်းရုံးလိုက်ပါတယ်။တိရစ္ဆာန်တွေကအဲ့ဒီအကြံကိုထောက်ခံကြပြီးနပိုလီယန်က Snowball ကိုခြံနဲ့ဝေးရာမှာအပန်းဖြေခီးသွားဖို့ကင်းဆောင်ခွေးတွေကို
လိုက်ပို့ခိုင်းလိုက်ပါတယ်။အခြားရွေးချယ်စရာမရှိတော့တာကြောင့်ဝက်ကြီးကသဘောတူလိုက်ပြီးလက်ကီးကအတူလိုက်သွားဖို့စူးစမ်းပေမဲ့စနိုးဘောကသူ့ကိုနေခဲ့ပြီးခြံထဲကတိရစ္ဆာန်တွေကိုကူညီပေးဖို့ပြောခဲ့ပါတယ်။စနိုးဘောထွက်သွားတာနဲ့နပိုလီယန်ကပွဲလုပ်ပြီးအောင်ပွဲခံဖို့ဆုံးဖြတ်လိုက်ကအုပ်စုကိုနှံစားသီးနှံကိုတောင်ကိုဖွင့်ဖို့အမိန့်ပေးလိုက်ပါတယ်။တိရစ္ဆာန်တွေဟာဗိုက်ပြည့်အောင်စားတောက်ဖို့ဒီနေ့ကိုခွင့်ကောင်းယူကြပေမဲ့လက်ကီးကတော့သူ့ဆရာပယ်ထုတ်ခံရမှုအတွက်ဝမ်းနည်းနေပြီးအဲ့ဒီအထဲမှာမပါဝင်ချင်ပါဘူး။နပိုလီယန်ကသူ့ကိုတီးတန့်ခေါ်ယူစကားပြောပြီးစနိုးဘောဟာခြံရဲ့စည်းကမ်းတွေကိုမနာခံတဲ့အတွက်ခေါင်းဆောင်အဖြစ်မသင့်တော်တော့ကြောင်းပြောပြပါတယ်။ဒါပေမဲ့လည်းသူ့ကိုသားတယောက်လိုအမြဲမြင်ခဲ့တာကြောင့်လက်ကီးကိုစောင့်ရှောက်ပေးမယ်လို့ကတိပေးပြီးဝက်တွေဟာအမြဲတူတကွစီးလုံးရမယ်လို့ပြောပါတယ်။မိဘတွေကိုဘယ်တော့မှမသိခဲ့ဘူးတဲ့လက်ကီးဟာဒီအတွက်ဝမ်းမြောက်သွားပြီးနပိုလီယန်ကိုခြံရဲ့ခေါင်းဆောင်အသစ်အဖြစ်စတင်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ခြံထဲကိုကားတစ်စီးရောက်ရှိလာပြီးပေါင်နှံထားတဲ့ကြွေးကြံပေးချေမှုအကြောင်းတိရစ္ဆာန်တွေကိုလာရောက်စကားပြောတဲ့ဘဏ်လုပ်ငန်းရှင်မစ္စတာဝိုင်ပါထွက်ပေါ်လာပါတယ်။သူတို့ပိုင်ဆိုင်မှုကိုဆက်လက်ထိန်းသိမ်းခြင်းရင်တစ်လကိုဒေါ်လာ1000ပေးချေရမှာဖြစ်ကြောင်းမဟုတ်ပါကခြံကိုပကင်တန်ထန်ရောင်းချရတော့မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီနောက်မှာတော့လူကြီးခတ်သွားပြီးတိရစ္ဆာန်တွေဟာပတ်စံဘလို့ရမလဲဆိုတာဆွေးနွေးကြရာလက်ကီးကထုတ်ကုန်အချို့ကိုရောင်းချဖို့အကြံပြုလိုက်ပါတယ်။နပိုလီယန်ကဒီအကြံကိုထောက်ခံပြီးနောက်ပိုင်းမှာပိုရှန်နေတဲ့ဥတွေကောက်ပဲသီးနှံတွေတစ်တီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုရောင်းချဖို့ဈေးပွဲတော်တစ်ခုတည်ထောင်လိုက်ပါတယ်။အစီအစဉ်ကအလုပ်ဖြစ်ခဲ့ပြီးတိရစ္ဆာန်တွေဟာမျှော်မှန်းထားတာထက်ပိုမိုရောင်းချနိုင်ခဲ့ကရရှိလာတဲ့ပတ်စံအားလုံးကိုပုံတစ်ပုံထဲမှာသိမ်းဆည်းထားလိုက်ပါတယ်။နောက်ပိုင်းမှာမစ္စတာဝိုင်ပါဟာအယောင်းဝယ်ကြေညာဖို့ခြံကိုရောက်လာပါတယ်။နပိုလီယန်နဲ့လက်ကီးတို့အကျွေးဆက်ဖို့ပတ်စံနဲ့ရောက်ရှိလာတဲ့အခါဘဏ်လုပ်ငန်းရှင်ဟာအံ့အားသင့်သွားပါတယ်။အကြောင်းကတော့လစဉ်ရစ်ပမာဏပေးချေနိုင်ုံသာမကဝက်တွေဟာအမျက်ပင်ရရှိခဲ့ပြီးနောက်လအတွက်ပတ်စံအချို့ကိုသိမ်းဆည်းထားနိုင်လို့ဖြစ်ပါတယ်။မစ္စတာဝိုင်ပါဟာငွေချေမှုကိုယူပြီးထွက်ပေါက်စီသွားနေစဉ်မှာပိုင်ဆိုင်မှုကိုရောင်းချဖို့တင်ထားသလားလို့မေးမြန်းတဲ့ဖရီဒါထံမှဖုန်းကောက်ရရှိခဲ့ပါတယ်။ဒါပေမဲ့ဘဏ်လုပ်ငန်းရှင်ကအကျွေးဆက်ပြီးသွားပြီဖြစ်ကြောင်းနဲ့ဒီတိုင်းဆက်သွားနေရင်ခြံဟာတိရစ္ဆာန်တွေရဲ့ပိုင်ဆိုင်မှုအဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်းအကြောင်းကြားလိုက်ပါတယ်။ပကင်တန်ရဲ့ပိုင်ရှင်ဟာဒေါသထွက်သွားပေမဲ့လက်လျှော့ဖို့အစီအစဉ်မရှိဘဲအစီအစဉ်အသစ်တစ်ခုကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအတော်အတွင်းလက်ကီးကကျန်တဲ့ပတ်စံတွေကိုဘာလို့ကြမလဲလို့မေးမြန်းရာနပိုလီယန်ကဝက်တွေမစ္စတာဂျုံးရဲ့အိမ်သို့ပြောင်းရွှေ့ဖို့ပစ္စည်းအသစ်တွေဝယ်ယူဖို့အကြံပြုလိုက်ပါတယ်။ဒါဟာစနိုးဘောရဲ့စီကံချက်တွေနဲ့ဆန့်ကျင်နေတာကိုဝက်ကလေးကအားလုံးကိုနောက်တစ်ကြိမ်သတိပေးခဲ့ပေမဲ့ဝက်တွေဟာအတူတကွနေထိုင်ပြီးဘဝကိုပျော်ရွှင်စွာကုန်လွန်သင့်တယ်လို့နပိုလီယန်ကအတင်းကျပ်ပြောဆိုပါတယ်။မမှန်ကန်ဘူးလို့ထင်ပေမဲ့လည်းလက်ကီးဟာခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကိုယုံကြည်ပြီးအိမ်ထဲသို့ပြောင်းရွှေ့သွားခဲ့ကအခြားတိရစ္ဆာန်တွေကတော့ကောက်ရိုးရုံထဲမှာဆက်လက်နေထိုင်ကြပါတယ်။ပြောင်းရွှေ့ပြီးနောက်နပိုလီယန်ကအိမ်ကိုအလှဆင်ရမယ့်ချိန်ရောက်ပြီလို့ပြောပြီးဝက်အားလုံးကိုဈေးဝယ်ဖို့ခေါ်လိုက်ပါတယ်။ဒီနောက်မှာတော့ရောင်းချရရှိတဲ့အမျက်ငွေတွေနဲ့အဖွဲ့သားတွေဟာပရီဘောဂတွေနဲ့လျှက်စစ်ပစ္စည်းတွေဝယ်ယူဖို့ပကင်တန်ရဲ့ဈေးဝယ်စင်တာစီသွားကြပါတယ်။အပြင်ထွက်စဉ်မှာလက်ကီးဟာသူချစ်မြတ်နိုးရတဲ့ဝက်ကလေးဘရီကိုသဘောကျအောင်စူးစမ်းခဲ့ပြီးနပိုလီယန်ကလည်းသူ့ကိုတွားရောက်စကားပြောဖို့တိုက်တွန်းခဲ့ပါတယ်။နောက်ပိုင်းမှာခေါင်းဆောင်ဟာစတိုးဆိုင်တွေစီတွားရောက်ခဲ့ရာလူတွေဟာသူတို့အချင်းချင်းတိုးပြောဆိုနေကြပြီးဝက်တွေမျှတာဖြစ်တာကြောင့်အဖွဲ့ကိုလှောင်ပြောင်နေကြတာကိုသတိပြုမိသွားပါတယ်။နပိုလီယန်ဟာအလွန်ဒေါသထွက်သွားတာကြောင့်ဆိုင်တွေကနေဝယ်ယူခဲ့သမျှအရာအလုံးကိုယူဆောင်ပြီးအဖွဲ့ကိုခြံသို့ပြန်ခေါ်သွားခဲ့ပါတယ်။အိမ်သို့ရောက်တဲ့အခါဝက်ကြီးက TV အသစ်ကိုဖွင့်ဖို့စူးစမ်းပေမဲ့ဘာမှအလုံးမလုပ်တာကြောင့်လူတွေကသူ့ကိုလှည့်ဖျားလိုက်ပြီလို့ထင်မှတ်လာပါတယ်။ဒါနဲ့လက်ကီးကတကယ်တော့ခြံထဲမှာလျှက်စစ်တပ်အားမရှိကြောင်းနဲ့ပစ္စည်းအားလုံးကိုဓာတ်အားပေးဖို့လိုအပ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကိုသိရှိသွားပြီးနောက်နပိုလီယန်ကတိရစ္ဆာန်တွေကိုအရေးပေါ်အစည်းအဝေးခေါ်ယူပြီးခြံထဲမှာထုတ်လုပ်မှုပုံမထိရောက်စေဖို့လျှက်စစ်တပ်အားလိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်။ဝက်ကြီးဟာစနိုးဘောရဲ့အကြံဉာဏ်ကိုအခွင့်ကောင်းယူပြီးဘဝဟာပုံမကောင်းမွန်လာမယ်လို့ကတိပေးကတိရစ္ဆာန်တွေကိုရေအားစိတ်ယုံတိဆောက်ဖို့အမိန့်ပေးလိုက်ပါတယ်။သို့တော်လည်းပင်ပန်းတဲ့အလုပ်အားလုံးကိုသူတို့ထံလွှဲပြောင်းပေးပြီးရလဒ်အားလုံးကိုမိမိဘာသာယူဆောင်သွားတဲ့ဝက်ကြီးကိုတိရစ္ဆာန်တွေကမကြေမနက်ဖြစ်ခဲ့ကြပါတယ်။သို့တော်လည်းလက်ကီးဟာသူ့ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်ပြီးနပိုလီယန်ရဲ့ဆုံးဖြတ်ချက်တွေကိုယုံကြည်တာကြောင့်ဆန်ဆွန်ကအခြားသူများကိုအစီအစဉ်အတိုင်းလိုက်နာဖို့စီယုံလိုက်ပါတယ်။ဒီနောက်မှာတိရစ္ဆာန်တွေဟာလေထရန်စက်ယုံကိုစတင်တိဆောက်ကြပြီးနပိုလီယန်ကပုံမအရေးကြီးတဲ့ကိစ္စရပ်တွေဆောင်ရွက်เสียရှိတာကြောင့်ဝက်များကိုအခြားအစည်းအဝေးတစ်ခုခေါ်ယူလိုက်ပါတယ်။အတွင်းထဲမှာတော့တိရစ္ဆာန်တွေအနေနဲ့လျှက်စစ်တပ်အားနဲ့ပတ်စံရရှိယုံနဲ့မလုံလောက်ကြောင်းလေးစားမှုရရှိဖို့အတွက်လူတွေလိုပြုမှုနေထိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီအတွက်ကြောင့်နပိုလီယန်ဟာသူ့ရဲ့ခန္ဓာကိုယ်ကိုမြှောက်ကာခြေနှချောင်းနဲ့မတက်ရက်လိုက်ပြီးဝက်များကိုလည်းထိုအတိုင်းပြုလုပ်ရန်အမိန့်ပေးလိုက်ပါတယ်။မိနစ်အနည်းငယ်ကြာပြီးနောက်တိရစ္ဆာန်တွေဟာစက်ယုံမှာအလုပ်လုပ်နေစဉ်ဝက်များအားလုံးခြေနှချောင်းနဲ့လမ်းလျှောက်၍ချင်းကပ်လာတာကိုတွေ့မြင်လိုက်ကြရပါတယ်။မြေကြီးဘင်ဂျမင်ကဒါဟာဥပဒေနဲ့ဆန့်ကျင်နေတယ်လို့ပြောဆိုပေမဲ့နပိုလီယန်ကဥပဒေကိုပြန်လည်ရေးသားထားပြီးဖြစ်ကြောင်းနဲ့အခုချိန်မှာခြေနှချောင်းရှိသောတရဝါများကိုတာလွန်ဆန်းမြတ်သူများအဖြစ်သတ်မှတ်ကြောင်းပြသလိုက်ပါတယ်။နောက်ဆုံးမှာတော့ဝက်ကြီးကတိရစ္ဆာန်တွေကိုအလုပ်ဆက်လက်လုပ်ကင်ကြဖို့အမိန့်ပေးခဲ့ပြီးဘီးပြုလုပ်ပြီးပါကစက်ယုံစီတို့တက်ရသည့်ခက်ခဲသောလမ်းအတိုင်းတည်ဆောင်သွားရမည်ဖြစ်ပါတယ်။ဆန်ဆွန်နဲ့အခြားသူတွေဟာဘီးကိုတည်ဆောင်ဖို့အစွမ်းကုန်စူးစမ်းကြပေမဲ့အလွန်လေးလံလွန်းတာကြောင့်အုပ်စုလိုက်လဲကျသွားကြပါတယ်။နပိုလီယန်ကမြေတိကူညီမှုများမပေးဘဲဆက်လက်တွန်းအားပေးဖို့အမိန့်ပေးခဲ့ပေမဲ့လက်ကီးကညှင်းဆန်ခဲ့ပြီးတငယ်ချင်းများကိုတွားရောက်ကူညီပေးခဲ့ပါတယ်။ပူးပေါင်းဆောင်ရွက်မှုကြောင့်ဘီးကိုစက်ယုံတို့အောင်မြင်စွာ
ပို့ဆောင်နိုင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ခြံထဲမှာလျှက်စစ်တပ်အားပြန်လည်ရရှိသွားခဲ့ပါတယ်။သို့တော်လည်းဒီအကျိုးကျေးဇူးကိုရရှိသူများမှာဝက်များသာဖြစ်ကြပြီးအခြားတိရစ္ဆာန်များကမီးမောကြည့်ရှုနေရစဉ်ဝက်များကတော့မီးအောင်များအောက်မှာပွဲလုကပျော်ပါနေကြပါတယ်။အချိန်ကြာလာတာနဲ့အမျှအခြေအနေတွေဟာပိုမိုဆိုးရွားလာခဲ့ပြီးတောက်ပဲသီးနဲ့အရန်စုဆောင်းမှုအားလုံးကုန်ဆုံးလူနီးပါးဖြစ်လာကအခုချိန်မှာတိရစ္ဆာန်တွေရဲ့အစားအစာကိုကန့်သက်ခွဲဝေလိုက်ရပါတယ်။အဲ့ဒီအတော်အတွင်းဝက်တွေကတော့တားနာစွာဆက်လက်နေထိုင်ကြပြီးလက်ကီးပင်လင်တငယ်ချင်းတွေငတ်မှုနေချိန်မှာတက်တောင့်တက်တာရှိတယ်။ဘဝရဲ့ဆွဲဆောင်မှုကိုခံလိုက်ရပါတယ်။ရုတ်တရက်ဆိုသလိုခြံထဲသို့နပိုလီယန်နဲ့သူ၏စီးပွားရေးပါတနာအသစ်ဖြစ်သူပရီဒါတို့မောင်းနှင်လာသောဇိမ်ခံကားတစ်စီးရောက်ရှိလာပါတယ်။သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုအောင်ပွဲခံဖို့အတွက်ဝက်တွေဟာအိမ်ထဲမှာနောက်ထပ်ပွဲတစ်ခုပြုလုပ်ကြပြန်ပါတယ်။ဒါပေမဲ့ပရီဟာဒီအခြေအနေကိုစိတ်ပြက်လာပြီးထွက်ခွာသွားခဲ့ပါတယ်။လက်ကီးကဒါကိုသတိပြုမိပြီးသူမနောက်သို့လိုက်သွားခဲ့ရာဘရီကခြံဟာရခင်အတိုင်းမဟုတ်တော့ကြောင်းနဲ့ဝက်တွေဟာအခြားတိရစ္ဆာန်တွေကိုအခွင့်ကောင်းယူနေကြကြောင်းပြောပြခဲ့ပါတယ်။လက်ကီးကနပိုလီယန်ကြောင့်ခြံဟာရခင်ကထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာတာဖြစ်ကြောင်းကာကွယ်ပြောဆိုဆဲဖြစ်ပါတယ်။ဝက်ကလေးဟာခေါင်းဆောင်ရဲ့လှည့်ဖျားမှုကိုခံနေရတာကိုတွေ့ရတဲ့အတွက်ဘရီဟာခြံကိုစွန့်ခွာပြီးအိမ်အသစ်ရှာဖွေဖို့ထွက်ခွာသွားပါတော့တယ်။ပွဲလန်းသဘင်ဆက်လက်ဖြစ်ပွားနေပေမဲ့လျှို့ဝှက်စွာဖြင့်ဖရီဒါဟာသူမရဲ့ဒရုန်းဖြင့်အရာအလုံးကိုစောင့်ကြည့်နေခဲ့ပြီးခြံထဲကတိရစ္ဆာန်တွေဟာဒီအခြေအနေတစ်ခုလုံးကိုတော်လန်ပုန်ကန်နေကြတာကိုသဘောပေါက်သွားပါတယ်။စီးပွားရေးလုပ်ငန်းရှင်မဟာစီးပွားရေးအခွင့်အလမ်းတစ်ခုကိုချက်ချင်းမြင်တွေ့သွားပြီးခြံတစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်ဖို့အစီအစဉ်အသစ်တစ်ခုကိုစတင်လိုက်ပါတော့တယ်။နောက်တစ်နေ့ကုံလွန်သွားပြန်ရာတိရစ္ဆာန်တွေရဲ့နတ်မွတ်ခေါင်းပါမှုဟာပုံမူကြီးထွားလာပြီးဝက်တွေကိုအားလုံးစုပေါင်းကတိုက်ခိုက်ဖို့သူတို့ရဲ့အိမ်စီသွားကြပါတော့တယ်။ဒါကိုတွေ့တော့လက်ကီးကနပိုလီယန်အနေနဲ့အစားအစာပုံမူရရှိမယ်နီလန်းကိုစဉ်းစားပေးမှဖြစ်လို့တိရစ္ဆာန်တွေကိုစိတ်အေးအေးထားကြဖို့တောင်းဆိုလိုက်ပါတယ်။သို့တော်လည်းစောင်းရသည့်အတွက်တီးနှံအရန်စုဆောင်းမှုအားလုံးဟာစနိုးဘောစိုးရင်ခဲ့တယ်လို့ပဲကုံဆုံးသွားခဲ့ပြီဖြစ်လို့တိရစ္ဆာန်တွေကအရာအားလုံးအတွက်ဝက်တွေကိုအပြစ်တင်ကြပါတယ်။အုပ်စုလိုက်တိုက်ခိုက်တော့မယ့်အချိန်မှာပဲခြံပေါ်သို့ဟယ်လီကော်ပတာတစ်စီးရောက်ရှိလာပြီးတီးနှံကီလိုဂရမ်များစွာပါဝင်သောအိတ်ကြီးတစ်အိတ်ကိုပစ်ချပေးလိုက်ပါတယ်။ဒီအတွက်ကြောင့်တိရစ္ဆာန်တွေဟာသူတို့ရဲ့တော်လှန်မှုကိုချက်ချင်းစွန့်လွတ်လိုက်ကြပြီးအစာငတ်မှုကိုဖြေဖျောက်ဖို့သွားကြစဉ်ဝက်တွေကတော့အိမ်ထဲမှာပုန်းအောင်နေကြပါတယ်။နပိုလီယန်ကတိရစ္ဆာန်တွေဟာအကြောင်းမဲ့ဒေါသထွက်နေကြတာလို့ထင်မှတ်ပြီးတီးနှံအရန်စုဆောင်းမှုတွေကုန်လွန်တော့မယ်ဆိုတာကိုသတိမပေးခဲ့တဲ့အတွက်စနိုးဘောကိုပင်အပြစ်တင်လိုက်ပါသေးတယ်။ဒါနဲ့လက်ကီးကရောင်းချရရှိတဲ့ပတ်စံတွေကိုအသုံးပြုပြီးတီးနှံတွေပုံမိုဝယ်ယူဖို့အကြံပြုလိုက်ပါတယ်။သို့တော်လည်းပိုင်ဆိုင်မှုအားလုံးဟာပွဲလန်းသဘင်များနဲ့ဇိမ်ခံပစ္စည်းများအတွက်သုံးစွဲပြီးသွားခဲ့ပြီဖြစ်ပါတယ်။အခြေအနေတွေပုံမိုဆိုးရွားလာတာကြောင့်ခေါင်းဆောင်ကအရာအားလုံးကိုရှင်းလင်းဖို့နီလန်းရှာဖွေနေချိန်မှာသူ့ရဲ့သစ္စာအရှိဆုံးဝက်ကလေးတစ်ကောင်ဖြစ်တဲ့စောက်ကွေလာကခြံထဲကတိရစ္ဆာန်များကိုရောင်းချဖို့အကြံပြုလိုက်ပါတယ်။ဒီလိုပြုလုပ်ပါကသုံးစွဲခဲ့သောပတ်စံများကိုချက်ချင်းပြန်လည်ရရှိမည်ဖြစ်ပြီးအခြားသူများအားအစားအစာမျှဝေပေးရန်မလိုတော့ပေ။လက်ကီးကဒီအကြံကိုဆန့်ကျင်ခဲ့ပေမဲ့နပိုလီယန်ကလက်ခံခြင်းစိတ်ဖြစ်ပေါ်သွားပြီးကူညီပေးဖို့ဖရီဒါထံတိုက်ရိုက်သွားရောက်စကားပြောခဲ့ပါတယ်။အတ္တကြီးသောဝက်ကြီးမသိသည်မှာဒီအရာအားလုံးဟာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်၏အစီအစဉ်၏အစိတ်ပိုင်းတစ်ခုဖြစ်ပြီးသူမ၏ကုမ္ပဏီတို့စီးပွားရေးအစည်းအဝေးတစ်ခုအတွက်ဖိတ်ခေါ်လိုက်ပါတယ်။အတွင်းထဲမှာတော့လူတွေထံသို့ဥနဲ့အသားများရောင်းချဖို့တိရစ္ဆာန်များကိုမောပန်းနွမ်းနေသည့်အထိခေါင်းပုံဖြတ်အသုံးချနေတာကိုပေါ်ပေါက်သွားခဲ့ပါတယ်။သို့တော်လည်းနပိုလီယန်ကဒါကိုဂရုမစိုက်ပဲရေအားစိတ်ယုံတိဆောက်မှုကိုသဘောကျခဲ့တဲ့ဖရီဒါရဲ့ကမ်းလှမ်းချက်ကိုနားထောင်ခဲ့ပါတယ်။သူမကပိုင်ဆိုင်မှု၏အစိတ်ပိုင်းတစ်ခုနှင့်လဲလှယ်၍ပုံမူကြီးမားသောရေကာတာနှင့်ရေအားလျက်စစ်စိတ်ယုံတစ်ခုတိဆောက်ပေးမည်ဟုကမ်းလှမ်းခဲ့ပါတယ်။သဘောတူပါကတိရစ္ဆာန်အားလုံးဘဝတစ်ခုလုံးအတွက်လုံလောက်သောတည်နှံများရရှိမည်ဖြစ်ပါတယ်။နပိုလီယန်ကနှစ်ခါမစင်းစားပဲလက်ခံလိုက်ပါတော့တယ်။နောက်ပိုင်းမှာဝက်ကြီးဟာတိရစ္ဆာန်တွေငတ်မှုနေစေဖြစ်ပြီးအလုံးလုံးနေကြသောခြံသို့ပြန်လည်ရောက်ရှိလာပါတယ်။လက်ကီးကိုတွေ့သောအခါနပိုလီယန်ကဖရီဒါနဲ့ပြုလုပ်ခဲ့သောသဘောတူညီချက်အကြောင်းပြောပြလိုက်ပြီးစက္ကန့်ပိုင်းအကြာမှာပဲခြံအတွင်းသို့ထရက်တာများနှင့်မြေကူးစက်များစွာရောက်ရှိလာကြပါတယ်။ယခုအချိန်မှစ၍ခြံ၏အစိတ်ပိုင်းတစ်ခုသည်ပီကင်တန်ပိုင်ဆိုင်သွားမည်ဖြစ်ပြီးရေကာတာနှင့်ရေအားလျက်စစ်စက်ယုံတိဆောက်ရေးကိုအရှိန်ဟုန်မြင့်စတင်တော့မည်ဖြစ်ပါတယ်။ပြဿနာမှာဒီလုပ်ငန်းများကိုခြံ၏အများစုပေါ်မှာဆောင်ရွက်မည်ဖြစ်၍ရလဒ်အနေဖြင့်တိရစ္ဆာန်များအတွက်အနားယူစရာနေရာရှိတော့မည်မဟုတ်ပါ။နပိုလီယန်လွန်ကဲသွားပြီဟုလက်ကီးကယုံကြည်တော်လဲဝက်ကြီးကဒါဟာအားလုံးအတွက်ကောင်းမွန်လိမ့်မည်ဟုသူ့အားစည်းရုံးလိုက်ပါတယ်။သို့တော်လည်းဒီအရာကိုအကောင့်ထဲပေါ်ရန်တိရစ္ဆာန်များ၏အကူအညီလိုအပ်နေသေးသဖြင့်ဘောက်စာသည်အလုတ်ကြိုးစားဆုံးနှင့်စီးကမ်းလိုက်နာဆုံးတိရစ္ဆာန်တစ်ကောင်ဖြစ်သောကြောင့်အစီအစဉ်ကိုထောက်ခံရန်ဘောက်စာအားစည်းရုံးပေးပါရန်နပိုလီယန်ကလက်ကီးအားတောင်းဆိုလိုက်ပါတယ်။ဒါဟာမှားယွင်းနေမှန်လက်ကီးတည်တော်လဲနပိုလီယန်ကိုယုံကြည်နေစေဖြစ်၍တငယ်ချင်းထံတွားရောက်စကားပြောခဲ့ပါတယ်။မကြာမီမှာပဲဝက်ကြီးကတိရစ္ဆာန်များကိုအစည်းအဝေးခေါ်ယူလိုက်ပြီးသူတို့အားလုံးအတွက်မကုံဆုံးနိုင်သောတည်နှံများရရှိထားကြောင်းပြောကြားခဲ့ပါတယ်။လဲလှယ်သည့်အနေဖြင့်ပိုင်ဆိုင်မှုပေါ်မှာကြီးမားသောရေကာတာနှင့်ရေအားလျက်စစ်စက်ယုံတိဆောက်မည်ဖြစ်၍လုပ်ငန်းပြီးစီးနိုင်ရန်တိရစ္ဆာန်များကူညီပေးရမည်ဖြစ်ပါတယ်။ဘင်ဂျမင်နှင့်အခြားသူများကငင်းဆန်ကြတော်လဲလက်ကီး၏တောင်းဆိုချက်အရနပိုလီယန်ကိုကူညီမည်ဟုဆန်ဆွန်ရောက်ရှိလာပြီးပြောကြားခဲ့ပါတယ်။ယခုအခါအစီအစဉ်များကိုတားဆီးစရာမရှိတော့သဖြင့်နပိုလီယန်ကရေစက်ယုံကိုဖြိုခွဲရန်အမိန့်ပေးလိုက်ပြီးရေကာတာတိဆောက်ရေးကိုစတင်လိုက်ပါတော့တယ်။လပေါင်းများစွာကြာပြီးနောက်လုပ်ငန်းများပြီးစီးသွားခဲ့ပြီးနပိုလီယန်သည်သူလိုချင်သောဇိမ်ခံမှုအားလုံးကိုရရှိသွားခဲ့ကာပရီဒါသည်လည်းနောက်ဆုံးမှာပိုင်ဆိုင်မှုအများစု၏ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။အချိန်ကတိရစ္ဆာန်အားလုံးအတွက်နှွေးထွေးပြီးတန်းတူညီမျှရှိခဲ့သောခြံသည်တီးနှံအနှဲငယ်နှင့်လဲလှယ်၍ပျက်စီးသွားခဲ့ရပါတော့တယ်
နောက်ထပ်အလုံးလုံးရမည်နေစတင်လာပြီးမြေကူးဆက်တစည်းတဲ့ရေကာတာအတိုင်းရွေလျားနေစဉ်ဆက်လက်တန်သည့်အလုသမားတဦး၏အပေါ်သို့ပြုတ်ကျသွားခဲ့ပါတယ်။ထိုလူမှာဖိချိတ်ခံရတော့မည်ဖြစ်တော်လဲဆန်ဆွန်ကဆုံးဖြတ်လိုက်ပြီးကျိုးတစ်ချောင်းကိုအသုံးပြု၍ဆက်လက်တန်ကိုအခြားတစ်ဖက်သို့ဆွဲယူလိုက်ပါတယ်။လက်ကီးကတငယ်ချင်းအားဒီလောက်အထိအားမဆိုင်ရန်ပြောကြားတော်လဲမြင်းကြီးသည်သူ၏အစွမ်းရှိသမျှဖြင့်အလုသမားကိုကယ်တင်နိုင်သည့်အထိဆက်လက်ကြိုးစားခဲ့ပါတယ်။ကန်ဆိုးစွာဖြင့်သူ၏ခြေထောက်တစ်ဖက်ကျိုးသွားခဲ့ရပြီးလက်ကီးကသူ့ထံပြေးသွားကတရိษံများအားအကူအညီတောင်းပေးရန်တောင်းပန်ခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုခေါင်းပေါ်မှာဟယ်လီကော်ပတာတစ်စီးပြန်တန်းလာပြီးစင်တစ်ခုကိုအသုံးပြု၍မြင်းကြီးကိုမယူသွားခဲ့ရာမြင်းကြီးကအရာအလုံးအစဉ်ပြေသွားမည်ဟုတငယ်ချင်းဖြစ်သူအားပေးခဲ့ပါတယ်။နာရီနှဲငယ်ကြာပြီးနောက်လက်ကီးသည်နပိုလီယန်နှင့်တွားရောက်စကားပြောကဆန်ဆွန်အစဉ်ပြေရဲ့လားဟုမေးမြန်းခဲ့ရာတစ္ဆာရှိသောမြင်းကြီးမှာဆုံးလို့ဆုံးပစ်ခြင်းခံလိုက်ရပြီဖြစ်ကြောင်းသိရှိသွားခဲ့ရပါတယ်။အကြောင်းမှာသူသည်အသက်ကြီးပြီးခြေထောက်ကျိုးသွားခဲ့သဖြင့်အသုံးမဝင်တော့ပြီးယခုအခါသူ၏ခန္ဓာကိုယ်ကိုပုံမအမျက်ထွက်သောနီလန်းဖြင့်ပြန်လည်အသုံးပြုတော့မည်ဖြစ်ပါတယ်။သူတင်မကပဲခြံထဲကတရိษံအားလုံးကိုနပိုလီယန်ကရောင်းချခဲ့ပြီးဖြစ်၍မကြာမီမြင်းကြီးကဲ့သို့ပင်ဝမ်းနည်းဖွယ်ကံကြမ္မာကိုကြုံတွေ့ရတော့မည်ဖြစ်ပါတယ်။အဆိုးရွားဆုံးသတင်းကိုရင်ဆိုင်လိုက်ရသဖြင့်လက်ကီးသည်နပိုလီယန်၏အတ္တကြီးပြီးအလိုဆန္ဒကြီးမားသောတဘာဝကိုတွေ့မြင်လိုက်ရပါတယ်။လူများနှင့်ဝက်များသည်တိတ်မချာနာကြောင်းသဘောပေါက်သွားသဖြင့်ဝက်ကလေးသည်အရာအားလုံးကိုစွန့်လွတ်ရန်ဆုံးဖြတ်လိုက်တော်လဲနပိုလီယန်ကထို့သို့မပြုလုပ်ရန်မဟုတ်ပါကစနိုးဘောနှင့်ဘောက်စာတို့ကဲ့သို့အပန်းဖြေခီးထွက်ရလိမ့်မည်ဟုသတိပေးလိုက်ပါတယ်။လက်ကီးဒေါသထွက်သွားပြီးထွက်ပြေးခဲ့ရာနပိုလီယန်၏ကင်းဆောင်ခွေးများကနောက်မှလိုက်ဖမ်းကြပါတယ်။ခွေးများကသူ့ကိုဖမ်းဆီးတော့မည်ဖြစ်တော်လဲသူ၏အဝတ်စားများကိုသာစုပ်ခဲနိုင်ခဲ့ပြီးလက်ကီးသည်ခြေလေးချောင်းဖြင့်ပြေးလွှားကရေကာတာမှတီဝရီလွတ်မြောက်သွားခဲ့ပါတယ်။အပြင်ဘက်မှာတော့တရိษံများနေထိုင်နိုင်သည့်တခုလေးသောခိုလုံများဖြစ်သည့်ကောက်ရိုးရုံအပါအဝင်ခြံ၏ကြန့်ရှိနေသောအရာများကိုတွေ့ရှိခဲ့ပါတယ်။အတွင်းထဲမှာဘင်ဂျမင်နှင့်အခြားသူများကိုတွေ့ရှိခဲ့ပြီးနပိုလီယန်နှင့်ဝက်များ၏လှည့်ဖျားခြင်းကိုခံခဲ့ရပါသည်ဟုတောင်းပန်ခဲ့ပါတယ်။သူကြောင့်စနိုးဘောနှင့်ဆန်ဆွန်တို့တေဆုံးခဲ့ရတော့လဲသူ၏အမှားကိုပြင်ဆင်ပြီးနပိုလီယန်နှင့်ဖရီးဒါတို့၏အစီအစဉ်များကိုအပြီးသက်ဖျက်ဆီးပစ်ရန်ရည်ရွယ်ထားပါတယ်။တရိษံများကသူ၏တောင်းပန်မှုကိုလက်ခံခဲ့ကြပြီးအိမ်ကိုမည်သို့ပြန်လည်ရယူမလဲဟုမေးမြန်းခဲ့သော Breeze လည်းပါဝင်ပါတယ်။လက်ကီးမှာအစီအစဉ်တစ်ခုရှိပြီးထိုညမှာပင်ပြုလုပ်မည်ဖြစ်သောရေကာတာဖွင့်ပွဲအခမ်းအနားကိုနှောက်ယှက်ဖျက်ဆီးရန်အားလုံး၏အကူအညီကိုတောင်းဆိုလိုက်ပါတယ်။အခမ်းအနားကိုနပိုလီယန်ကတင်ဆက်မည်ဖြစ်ပြီးသူ၏အောင်ပွဲကိုဆင်နွှဲရန်ဗီဒီယိုနှင့်မီးရှိုးမီးပန်းပြသမှုကိုပြင်ဆင်ထားပါတယ်။ဖွင့်ပွဲပြင်ဆင်နေစဉ်မှာပဲတရိษံများသည်ရေကာတာအတွင်းသို့ခိုးဝင်သွားကြပြီးပွဲကိုနှောက်ယှက်ရန်အုပ်စုခွဲလိုက်ကြပါတယ်။နောက်ဆုံးမှာတော့နပိုလီယန်နှင့်ဖရီးဒါတို့သည်စင်ပေါ်သို့တက်လာခဲ့ကြပြီးရေကာတာအော်ပရေတာများအားလုံး၏ဩဘာပေးလက်ခုပ်တီးမှုကိုရရှိခဲ့ကြပါတယ်။ဝက်ကြီးကအတိတ်တုန်းကသူသည်အခြားတရိษံများကဲ့သို့ဖြစ်ခဲ့တော်လဲအားလုံးမတူညီကြကြောင်းတွေ့ရှိခဲ့ရသည်ဟုကြွားဝါပြောဆိုခဲ့ပါတယ်။မိန့်ခွန်းပြောကြားပြီးနောက်ရေကာတာကြီးကိုဗီဒီယိုဖြင့်ပြသရမည့်အချိန်ရောက်လာတော့လဲထိုစားချက်ကလေးများအတူတကွဆော့ကစားနေသည့်ဓာတ်ရိုက်ထုတ်လွှင့်မှုထွက်ပေါ်လာခဲ့ပါတယ်။ပရိသတ်တရက်လုံးကဒီအခြေအနေကိုရေမောကြသဖြင့်နပိုလီယန်ကမီရှူမီပန်းများဖြင့်အာယုံလွှဲရန်စောက်ကွေလာအားအမိန့်ပေးလိုက်ပါတယ်။ဝက်ကြီးကနာခံပြီးဖောက်ခွဲရေးဆက်ကိုဖွင့်လိုက်တော်လဲခြံထဲကကျက်ဖကြီးကရန်တီဤစားပတ်ကိုအချိန်မီငိမ့်သက်နိုင်ခဲ့ပါတယ်။သို့တော်လဲတရိษံသည်မတော်တဆသူ၏အမွေတစ်ချောင်းကိုလောင်ကျွမ်းသွားစေခဲ့ပြီးမိကိုငိမ့်သက်ရန်အမြန်ဆုံးပြေးလွှားရင်းစပတ်ကိုပြန်လည်မီးဆို့ပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။သူ့အတွက်ကန်ဆိုးစွာဖြင့်မီးရှိုးမီးပန်းများမီးဆို့သွားခဲ့တော်လဲကျက်ဖကြီးကသူတို့၏လမ်းကြောင်းကိုပြောင်းလဲလိုက်သဖြင့်ပောက်ကွဲမှုများသည်ရေကာတာနေရန်များကိုထိမှန်သွားခဲ့ပါတယ်။ဒီအတွက်ကြောင့်ကြီးမားသောအကြောင်းများစတင်ဖြစ်ပေါ်လာပြီးစက္ကန့်ပိုင်းတွင်မှာပင်ရေများအားလုံးရေအားလျက်စစ်စက်ရုံတစ်လျှောက်ပြန့်နှံ့သွားတော့မည်ဖြစ်ပါတယ်။လက်ကီးနှင့် Breeze တို့ကအုပ်စုအားအမြန်ဆုံးထွက်ခွာရန်ပြောကြားခဲ့ပြီးနပိုလီယန်နှင့်ဖရီးဒါတို့သည်ကားဖြင့်ထွက်ပြေးရန်ကြိုးစားခဲ့တော်လဲကြီးမားသောရေလိုင်းကြီး၏ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ကံကောင်းစွာဖြင့်ဝက်ကလေးနှင့်သူ၏တငယ်ချင်းများသည်လွတ်မြောက်သွားခဲ့ကြပြီးရေကာတာ၏ပျက်စီးနေသောအစိတ်ပိုင်းများကိုအသုံးပြု၍ရေမှလွတ်မြောက်ခဲ့ကြပါတယ်။သူတို့အပြင်နပိုလီယန်နှင့်ဖရီးဒါတို့လည်းအသက်ရှင်နေကြဆဲဖြစ်ပြီးလက်ကီးကိုတွေ့သောအခါဝက်ကြီးကသူ၏အမျိုးအနွယ်ကိုတစ္ဆာဖောက်မှုအတွက်ရင်ဆိုင်ခဲ့ပါတယ်။ဝက်ကလေးသည်ကြောက်ရွံ့ခြင်းမရှိဘဲနပိုလီယန်ရောက်ရှိဆောင်ဆိုင်နေသောခြံ၏ရေကန်စီသို့ရေကူးသွားစဉ်တငယ်ချင်းများအားအချင်းချင်းကူညီကြရန်ပြောကြားခဲ့ပါတယ်။ဝက်ကြီးကသူသည်အမြဲတမ်းဝက်ကလေးတစ်ကောင်ကိုလိုချင်ခဲ့ပြီးလက်ကီးသည်သူ၏အစီအစဉ်များကိုနှောက်ယှက်မိအစားသူ၏ဘေးမှာရှိနေတင်သည်ဟုပြောဆိုကအလွန်ဒေါသထွက်သွားခဲ့ပါတယ်။တုံ့ပြန်သည့်အနေဖြင့်ဝက်ကလေးကသူ့အားခြံဤစည်းကမ်းများကိုမနာခံဘဲတော်စောမှုနှင့်ချမ်းသာမှုတို့နှင့်လဲလှယ်၍သူ၏တငယ်ချင်းများအားလုံးကိုတစ္ဆာဖောက်ခဲ့သည်ဟုဆွဆွဲလိုက်ပါတယ်။ဒါဟာနပိုလီယန်ကိုပုံမဒေါသထွက်စေခဲ့ပြီးလက်ကီးထံသို့ပြေးဝင်သွားခဲ့ရာလက်ကီးကရှောင်ကစားပြီးသူ၏ကြောကုန်းကိုကန်ကြောက်လိုက်ပါတယ်။ဝက်ကြီးကဆက်လက်ပြုလုပ်ခဲ့ပြီးလက်ကီး၏လေပင်ကိုပြေးဝင်ကင်ခဲ့တော်လဲနှစ်ဦးစလုံးတိုင်ကီထဲမှရှော့ကျသွားပြီးရေထဲသို့ပြုတ်ကျသွားခဲ့ကြပါတယ်။အဝေးမှာတော့ Breeze နှင့်အခြားတရိษံများသည်ကုန်းချောက်သောမြေသို့ရောက်ရှိနိုင်ခဲ့ကြတော်လဲရေမျက်နှာပြင်သို့တက်ရောက်ရန်ရုန်းကန်နေရသောလက်ကီးအတွက်စိုးရိမ်နေကြပါတယ်။နပိုလီယန်ကလည်းထိုအတိုင်းပြုလုပ်ရန်ကြိုးစားခဲ့တော်လဲတိုင်ကီသည်သူ၏အပေါ်သို့မြုပ်ဝင်သွားခဲ့ပြီးလက်ကီးကတော့ဆက်လက်ရေကူးနိုင်ရန်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။မိနစ်များစွာကုန်လွန်သွားခဲ့ပြီးဝက်ကလေး၏အရေးအယောင်ကိုမြည်သည့်နေရာမှာမျှမတွေ့ရတော့သဖြင့်သူ၏တငယ်ချင်းများသည်သူအသက်မရှင်တော့ဟုယုံကြည်သွားကြပါတယ်။ကံကောင်းစွာဖြင့်လက်ကီးသည်ကမ်းခြေသို့ရောက်ရှိသွားခဲ့ပြီးပိကင်တန်တိဆောက်ခဲ့သမျှအရာအလုံးကိုရေများကဖျက်ဆီးပစ်နေသည်ကိုကြည့်ရှုရင်း
ခြံ၏ကြံရှိနေသောအစိတ်အပိုင်းများပေါ်မှာသူ၏တငယ်ချင်းများနှင့်ပြန်လည်ဆုံစည်းခဲ့ကြပါသည်သူမ၏အထက်လူကြီးဖရီးဒါသည်နပိုလီယန်၏ကားထဲမှထွက်လာနိုင်ခဲ့ပြီးသူမ၏ဒရုန်းဖြင့်ထွက်ပြေးရန်ကြိုးစားခဲ့တော်လဲရင်မှလွတ်ထွက်သွားပြီးပင်လယ်ပြင်အလဲသို့ပြုတ်ကျသွားခဲ့ပါသည်ကုမ္ပဏီသည်ပြီးဆုံးသွားခဲ့သလိုခြံနှင့်ပြုလုပ်ခဲ့သောသဘောတူညီချက်လည်းပြီးဆုံးသွားခဲ့ပြီးယခုအခါတိရစ္ဆာန်များ၏ပိုင်ဆိုင်မှုအဖြစ်ပြန်လည်ရောက်ရှိသွားခဲ့ပါသည်ဖြစ်စဉ်တစ်ခုလုံးပြီးစီးပြီးရက်အနည်းငယ်အကြာမှာတော့လက်ကြီးနှင့်ခြံထဲကတိရစ္ဆာန်များသည်ဘောက်ဆာနှင့်စနိုးဘောတို့အားဂုဏ်ပြုရန်စုဝေးခဲ့ကြပါသည်ဖြစ်ပျက်ခဲ့သမျှအရာအလုံးပြီးနောက်ဝက်ကလေးသည်စစ်မှန်သောလွတ်လပ်မှုသည်အလောက်ကိုင်သို့မဟုတ်ခေါင်းဆောင်တဦးပေါ်မှာကံကံမှုသစ္စာရှိမှုပေါ်မှာမမူတည်ဘဲသူ၏တငယ်ချင်းများကိုကုညီရန်စုပေါင်းကြိုးပမ်းမှုပေါ်မှာမူတည်ကြောင်းသင်ခန်းစာရရှိသွားခဲ့ပါတယ်ဒီပန်းတိုင်အသစ်ကိုစိတ်ထဲမှာထားရှိရင်လက်ကြီးသည်ခြံကိုဆက်လက်ပြုစုဆောင်ရှောက်ရန်ဆုံးဖြတ်လိုက်တော်လဲတိရစ္ဆာန်အားလုံးသည်ခွဲခြားဆက်ဆံမှုမရှိဘဲတိတ်ခါရှိစွာနေထိုင်ထိုက်ကြောင်းဘယ်တော့မှမေ့ပြောက်မည်မဟုတ်ပါ